မင်္ဂလာပါ Daily News and Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရွှေကျင်မြို့နယ်ကွန်းစိတ်ရွာနယ်မြေရဲစခန်းကို KNU နဲ့ပူးပေါင်းတပ်တွေကတင်ယူလိုက်တယ်ဆိုတဲ့သတင်းပါပဲခူးတိုင်းအရှိချမ်းရွှေကျင်မြို့နယ်တွေကစစ်တောင်းမြစ်ပေးမှာရှိတဲ့ကွန်းစိတ်ရွာနယ်မြေရဲစခန်းကို KNU KNL တပ်မဟာ3ဦးဆောင်တဲ့ပူးပေါင်းတပ်ကတင်ယူလိုက်ပါတယ်ကနဦးသတင်းတွေရတော့ဧပြီ23ရက်မနက်9:00နာရီခွဲဝန်းကျင်မှာစခန်းကိုတင်လိုက်နိုင်တယ်လို့သိရပေမဲ့အသေးစိတ်အချက်လက်တွေတော့မသိရသေးပါဘူး။ကွန်းစိတ်ရွာမှာစစ်ကောင်စီတပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံအမှတ်998ခြေမြန်တရင်လည်းရှိသလိုရွာရဲ့မြောက်ဘက်ကဒုံစည်းရဲ့ရွာမှာလည်းအမှတ်989ခြေမြန်တရင်ရှိနေပြန်ပါတယ်။ခမက998တပ်အနီးရဲစခန်းကိုသိမ်းနိုင်တာဖြစ်ပြီးတော့ကွန်းစိတ်တပ်စခန်းကိုတော့မသိမ်းရသေးဘူးလို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ကွန်းစိတ်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီလေတပ်ကတိုက်ခိုက်လို့ကွန်းစိတ်ရွာအပါအဝင်အနီးဝန်းကျင်မှာရှိတဲ့စစ်တောင်းမြစ်တလျှောက်ရွာတွေရဲ့ဒေသခံတွေဟာထွက်ပြေးနေကြရတယ်လို့လည်းသိရှိရပါတယ်။စကန်သိမ်းပြီးတဲ့နောက်ဧပြီ23ရက်ညပိုင်း7:00နာရီခန့်မှာကွန်းစိတ်ရွာနဲ့တိတ်မဝေးတဲ့ရှမ်းစုရွာနာကိုစစ်ကောင်စီလေတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။နယ်မြေရဲစကန်သိမ်းတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီးတော့ကရင်အမျိုးသားအစည်းအရုံး KNU ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ဘက်ကတော့အခုထိတရားဝင်သတင်းမထုတ်ပြန်သေးပါဘူး။ကွန်းစိတ်စကန်အပါအဝင်ခမာယာ998နဲ့ခမာယာ989တပ်ရင်းတွေဟာ KNU တပ်မဟာ3ရဲ့စစ်ရေးနယ်မြေတွင်တည်ရှိတယ်လို့သိရပါတယ်။ WFP ဘီစကစ်တွေကိုဈေးကွက်ထဲရောင်းချတာတွေ့ရင်ချက်ချင်းအရေးယူမယ်လို့ကူလာဆိုပါတယ်။လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပြန်လည်ရောင်းချဖို့မသင့်တဲ့အကြောင်းနဲ့အကယ်၍ရောင်းချရခဲ့တာကိုတွေ့ရှိခဲ့လို့ရှိရင်ချက်ချင်းအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ရန်ကုန်မြို့ကုလသမဂ္ဂရုံးကထုတ်ပြန်လိုက်ပါတယ်။ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ဟာဆိုရင်ငလျင်လောက်ခတ်ပြီး48နာရီအတွင်းမှာငလျင်ဘေးသင့်ပြည်သူတွေအတွက်အာဟာရဖြည့်ဘီစကစ်တွေကိုစတင်ဖြန့်ဝေခဲ့ပြီးတော့အဲ့ဒီဘီစကစ်တွေကိုရောင်းဖို့အတွက်မဟုတ်ဘူးလို့ကုလသမဂ္ဂကြေညာလိုက်ပါတယ်။တကယ်တော့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပြန်လည်ရောင်းချဖို့ဆိုတာလုံးဝမသင့်ပါဘူး။ WFP အနေနဲ့ပုံမှန်လေးလာစောင့်ကြည့်နေသလိုရောင်းချတာတွေတွေ့ခဲ့ရင်လည်းချက်ချင်းအရေးယူဆောင်ရွက်သွားမှာပါ။ WFP နဲ့အထောက်အပံ့တွေကတော့အမြဲတမ်းအခမဲ့ဖြစ်ပါတယ်လို့ရန်ကုန်မြို့ကုလသမဂ္ဂရုံးကပြောဆိုပါတယ်။နေပြည်တော်မှာကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP အာဟာရဖြည့်ဘီစကစ်တွေကိုရောင်းချနေတယ်လို့ဆိုရှယ်မီဒီယာမှာရေးနေကြတာ WFP ကသိရှိထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့အဲ့ဒီလိုရေးသားချက်တွေမှာတပ်တွေအထောက်အထားတစုံတရာမတွေ့ရဘူးလို့လည်းကုလသမဂ္ဂရုံးကဆိုပါတယ်။ WFP ဟာနေပြည်တော်မှာအာဟာရဖြည့်ဘီစကစ်တွေကိုဧပြီ1ရက်နေ့ကနောက်ဆုံးဖြန့်ဝေခဲ့တာလို့ဆိုပါတယ်။ရန်ကုန်မြို့ရှိကုလသမဂ္ဂရုံးက WFP ရဲ့အာဟာရဖြည့်ဘီစကစ်တွေအကြောင်းရှင်းပြထားပြီးတော့ WFP ဘီစကစ်တွေဟာရိုးရိုးဘီစကစ်မဟုတ်ကြောင်းလက်တလောဖြစ်ခဲ့တဲ့ငလျင်ဘေးလိုအရေးပေါ်အခြေအနေမျိုးတွေမှာချက်ချင်းစားသုံးနိုင်ဖို့အထူးထုတ်လုပ်ထားတဲ့အထူးအာဟာရဖြည့်အစားအစာတစ်မျိုးဖြစ်ကြောင်းအသိပေးထားပါတယ်။ WFP ဘီစကစ်တွေဟာအရေးပေါ်အခြေအနေဖြစ်လာတဲ့အခါမှာပုံမှန်အစားအသောက်တွေကိုချက်ပြုတ်ဖို့နဲ့ဝယ်ယူစားသုံးမှုမဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာအရေးပေါ်ချက်ချင်းစားသုံးနိုင်မှုရည်ရွယ်ထုတ်လုပ်ထားတဲ့အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးဖြစ်ပြီးတော့ယခုပုံမှန်ထမင်းဟင်းစားသုံးနိုင်ပြီဆိုရင်ပိုရှန်နေတဲ့ဘီစကစ်တွေကိုမိမိထပ်ပို့ပြီးတော့လိုအပ်နေတဲ့သူစီကိုပြန်လည်မျှဝေပေးကြဖို့ကုလသမဂ္ဂတိုက်တွန်းထားပါတယ်။ဒါ့အပြင်ဘီစကစ်တွေကို6လအောက်ကလေးငယ်တွေကိုကျွေးလို့မရပဲအသက်6လအထက်ကလေးတွေဆိုရင်လည်းမိခင်နိုဝအောင်တိုက်ကျွေးပြီးမှသာဘီစကစ်ကိုကျွေးနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ WFP ရဲ့ဘီစကစ်တွေဈေးကွက်ထဲမှာဝယ်လို့ရတယ်ဆိုပြီးဓာတ်ပုံနဲ့တင်တဲ့ post တွေဟာဧပြီလတတိယပတ်မှာစတင်ပြန့်နှံ့လာတာလည်းဖြစ်ပါတယ်။စကိုင်းငလျင်တန်းအဆိုးဆုံးခံခဲ့ရတဲ့မန္တလေးနဲ့စကိုင်းကငလျင်သင့်ပြည်သူအချို့ဟာ WFP ရဲ့ဒီဘီစကစ်ရဘူးလားစားဘူးလားမေးကြည့်တာမှာတော့မစားရသေးဘူးကြောင်းမရဘူးသေးကြောင်းသာပြောကြတာကိုတွေ့ရပါတယ်။ WFP ကဘီစကစ်ကိုနေပြည်တော်မှာစတင်ဖြန့်ဝေပြီလို့အသိပေးထားပေမဲ့လည်းမန္တလေးမြို့နဲ့စကိုင်းမြို့တွေကိုတော့ဖြန့်ဝေပြီလားမဖြန့်ဝေရသေးဘူးလားဆိုတာကိုတော့မသိရှိရသေးပါဘူး။ UN ဝန်ထမ်းတည်ဆုံခဲ့တဲ့တိုက်ခိုက်မှုကိုကျူးလွန်ခဲ့တယ်လို့ ICA စစ်တပ်ကဝန်ခံလိုက်ပါတယ်။ကုလသမဂ္ဂ UN ဝန်ထမ်းတည်ဆုံခဲ့တဲ့တိုက်ခိုက်မှုကိုလက်အောက်ခံတပ်ဖွဲ့ဝင်တွေကကျူးလွန်ခဲ့ကြောင်း ICA စစ်တပ် IDF ကအတည်ပြုဝန်ခံခဲ့ပါတယ်။ပြီးခဲ့တဲ့လတုန်းကဂါဇာမှာ UN အဆောက်အအုံတစ်ခုကို ICA တင်ကားတွေကပစ်ခတ်ခဲ့ရမှာ UN အမှုထမ်းတအုပ်တည်ဆုံခဲ့တာဖြစ်ပြီးတော့အစောပိုင်းမှာတော့ IDF ကအဲ့ဒီကိစ္စကိုတောက်လျှောက်ညှင်းဆိုခဲ့တာပါ။ကနဦးစုံစမ်းစစ်ဆေးမှုတွေပြီးဧပြီ24ရက်နေ့မှာတော့ IDF ဟာညင်းဆိုနေတာတွေကိုလက်လျှော့လိုက်ပြီးတော့ Deir el-Balah က UN အဆောက်အအုံကိုပစ်ခတ်ဖြိုချမိခဲ့တယ်ဆိုတာကိုဝန်ခံခဲ့ပါတယ်။မတ်လ19ရက်နေ့တုန်းကတော့အဲ့ဒီအဆောက်အအုံတိုက်ခိုက်ခံရခြင်းနဲ့အတူ UN ဝန်ထမ်းတည်ဆုံခဲ့ရတာပါ။ IDF ရဲ့အကြောင်းပြချက်ကတော့အဲ့ဒီအဆောက်အအုံထဲမှာရန်သူတွေရှိနေတယ်လို့မှားယွင်းသတ်မှတ်မိခဲ့တာကြောင့်လို့ဆိုပါတယ်။နောက်ပြီး IDF တပ်ဖွဲ့ဝင်တွေကပြစ်မှတ်နေရာဟာ UN အဆောက်အအုံတစ်ခုဆိုတာကိုမသိခဲ့ဘူးလို့လည်း IDF ကထုတ်ပြန်ပါတယ်
IDF ကကနဦးအစဉ်စုံစမ်းစစ်ဆေးမှုရလဒ်အစီရင်ခံစာ3ဆောင်ကို UNC ကိုပေးပို့ထားပြီးတော့မကြာခင်မှာစုံလင်တဲ့အစီရင်ခံတင်ပြမှုကိုကြေညာသွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။ဖြစ်ခဲ့တဲ့ကိစ္စအတွက် ACA ကအထူးစိတ်မကောင်းဖြစ်ရကြောင်းမှာယွင်ခဲ့တာတွေကိုစစ်စစ်ဆက်ပြန်လည်သုံးသပ်ပြီးစစ်စင်ရေးဆိုင်ရာသင်ခန်းစာတွေယူသွားမှာဖြစ်ကြောင်းနဲ့ကွယ်လွန်သူရဲ့မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်းအသိပေးလိုပါကြောင်းလည်း IDF ကကြေညာသွားပါတယ်။ ACA တင်ကားတွေရဲ့ပြစ်ခတ်မှုကြောင့် UN ဝန်ထမ်းဘူဂေးရီးယားနိုင်ငံသားမာရင်ဘာလက်မာရီနော့ဖ်တည်ဆုံးခဲ့ပြီးတော့လုပ်ဖို့ကင်ပတ်9ဦးအပြင်းအထန်ဒဏ်ရာရခဲ့တာပါ။ဂါဇာမှာ2လကြာအပြစ်အခတ်ရက်စဲထားရကနေ IDF ကစစ်ရေးလှုပ်ရှားမှုတွေပြန်အစပြုပြီး2ရက်အကြာမှာဒီတိုက်ခိုက်မှုဖြစ်ခဲ့တာပါ။အဲဒီတော့က UN အကြီးအကဲအန်တိုနီယိုဂူတာရက်စ်ကဖြစ်စဉ်နဲ့ပတ်သက်လို့မချွင်းမချံအသေးစိတ်စုံစမ်းစစ်ဆေးဖို့ညွှန်ကြားခဲ့ပါတယ်။ UN ပြောရေးဆိုခွင့်ရအရာရှိတယောက်ကတော့ UN အသုံးပြုနေတဲ့နေရာတွေကိုပဋိပက္ခမှာပါဝင်တိုက်ခိုက်နေတဲ့နှစ်ဖက်စလုံးကသိရှိထားကြောင်းနိုင်ငံတကာဥပဒေတွေရဲ့ပြဋ္ဌာန်းမှုအရသက်ဆိုင်ရာအင်အားစုအသီးသီးဟာ UN အဆောက်အအုံတွေကိုကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ပြီးတော့ပြစ်မှတ်ထားတိုက်ခိုက်ရမှာလုံးဝမဟုတ်ကြောင်းဝေဖန်ခဲ့ပါတယ်။ Israel ရဲ့ရန်သူတော်ပါလက်စတိုင်းပျောက်ကြားတပ်ဖွဲ့နဲ့ Hamas တို့ဟာဂါဇာမှာစစ်ပွဲရပ်ဆိုင်းရေးအတွက်နောက်ကွယ်ကနေဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်နေပေမဲ့လည်းနှစ်ဖက်လိုလားတောင်းဆိုချက်တွေညှိနှိုင်းလို့မရပဲဖြစ်နေကြောင်းလည်းသိရှိရပါတယ်။ဒီကနေ့ညနေပိုင်းရဲ့သတင်းကတော့ဒီလောက်ပါပဲ။နောက်မှပြန်တွေ့ကြမယ်